မြန်မာနိုင်ငံအခြေအနေကြောင့်ဘယ်တော့မှရုံတင်ပြသခွင့်ရတော့မှာမဟုတ်တဲ့နေတိုးရဲ့ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုနေတိုးရဲ့ကူးထားပေမဲ့အခုလက်ရှိမြန်မာနိုင်ငံအခြေအနေကြောင့်ဘယ်တော့မှပြသခွင့်ရမှာမဟုတ်တဲ့ရုပ်ရှင်ဇာတ်ကားတစ်ကားရှိပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားတစ်ကားကတော့နိယာမအလွန်ရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားထဲမှာနိုင်ငံကျော်တရုတ်ဆောင်မင်းသားနေတိုးနဲ့တူအောင်မင်းခန့်ထူးအောင်ရဲအောင်ဖြိုးဝေဆိုတို့ပြင်မင်းသမီးတွေမှာဆိုရင်ပိုင်ဖြိုးသူချူလေးနဲ့ခိုင်နှင်းဝေတို့ပါဝင်တရုတ်ဆောင်ထားတာပါ။နိယာမအလွန်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ဒါရိုက်တာဝင်းလွင်ထက်ကဖန်တီးပုံဖော်ခဲ့တာဖြစ်ပြီးတော့မြန်မာတက်မတော်လေးကိုဇက်ရင်တည်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတကားဖြစ်ပါတယ်။စပါနီယာမှာလည်းရုပ်ရှင်ဇာတ်ကားကြီးမှာတော့နေတိုးကိုတက်မတော်လေးကဖိုင်းစကန်လင်းဆက်ပြင်တယောက်အနေနဲ့မြင်ရမှာပါ။နီယာမှာလည်းရုပ်ရှင်ဇာတ်ကားကြီးထူးခြားဇဝင်ကန်နေတဲ့လှပတဲ့ရုပ်ရှင်ပြကွက်တွေနဲ့မြင်ရမယ်။အရေးသွင်းမြင့်ရုပ်ရှင်ဇာတ်ကားတကားဖြစ်ပါတယ်။ဒါပေမဲ့လည်းဇာတ်ကားထဲမှာပိုင်ဖြိုးသူပါဝင်နေရကြောင်းလည်းဒီဇာတ်ကားကိုပရိသတ်တွေကကြည့်ရှုခွင့်မရတော့ဘဲဇာတ်ကားတစ်ကားခုဖြစ်နေတရှိနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ပေါ်ကားတွေများနေချိန်မှာအရေးသွင်းမြင့်ရုပ်ရှင်ဇာတ်ကားတစ်ခုကိုကြည့်ချင်နေကြတာပဲဖြစ်ပါတယ်။